ဒီနေ့တော့ဂါရူနဲ့တက်ချန်တို့ဒုတိယပိုင်းပဒေကိုပြပြပေးသွားမှာဖြစ်ပါ chapter အစမှာတော့ပြီးခဲ့တဲ့ chapter တော့ပုံစံအသစ်တစ်မျိုးပြောင်းသွားဂါရူကတက်ချန်အဆက်မပြတ်တက်ခံပြီးတော့တက်ချန်တရားကတော့မကောက်ကွန်နေဖြစ်နေတယ်ဂါရူရဲ့အမြန်လုံးတွေမကောက်ခွန်ရတွေကပိုကြီးလာမှနေထိုင်ပြီးတော့ဂါရူတက်တယ်လို့မကောက်တော့ပဲဂါရူစီကိုလက်တီလုံးပစ်တွန်းချလိုက်တော့ဂါရူကအတားရတဲ့လမ်းကြောင်းနဲ့ပြလိုက်ပြီးတက်ချန်ကိုနာကိုကတ်နေပြီးတော့တက်ခတ်ဖို့ပြင်ပြီးတော့တက်ချန်တက်ခတ်ချလိုက်တော့ဂါရူတက်ခတ်မှုကြောင့်နောက်ကအဆောက်အုံကပျက်စီးကုန်တက်ချန်တရားကတော့အဝေးကိုတွန်းထွက်လာပြီးမြေပြင်ကိုအချိန်နဲ့ကျတော့တက်ဆိုင်တဲ့ဂါရူကတော့တဲပြင်းမှာခေါ်မှသိချင်ပြီးတော့ဒါတက်ခတ်မှုပြူအောင်ပိုကောင်းလုပ်ဖို့လားဂါရူကတော့ဘာဖြစ်တာလဲမင်းကမွန်စတာတက်ခတ်မှုတွေမခံနိုင်ဘူးလားဆိုပြီးတော့ပြန်ထဖို့ကြိုးစားနေတဲ့တက်ဆိုင်ကိုပြောနေဂါရူကပုံစံအသစ်မျိုးနဲ့တက်ဆိုင်အခုထိလုံနေတာဆိုပြီးတော့သတိပေးလိုက်တယ်တက်ဆိုင်ငယ်စင်သူ့ရဲ့တင်းနဲ့ကိုရောက်အားကစားမှညံပြီးသူဆော့တဲ့ဘယ်အားကစားမဆိုအမြဲရှုံးပြီးအနိုင်ဆိုတော့တစ်ခါမှမရှိရဆိုအမြဲယုံကြည်မှုနဲ့မတည်ဆောက်နိုင်တဲ့လူပြောတယောက်ဖြစ်ပဲလူငယ်ဘဝဖြစ်တဲ့ငယ်သူစနေနေ့ပြင်မွေးနေမှာသူ့မိဘတို့ 3kg ရှိတဲ့အလေးတော်ကိုခိုင်းခဲ့အဲ့အနေနဲ့နေ့ချင်းတစ်ဖြည်းဖြည်းအလေးချင်းတွေတိုးလာနေတယ်နှစ်ပေါင်းများတော့ကြာပြီးတော့သူက50 ကီလိုဂရမ်ရှိတဲ့အလေးတော်နဲ့လက်တစ်ဖက်နဲ့မနိုင်ခဲ့နောက်တိရက်ပြီးတည်း 200kg 500kg တတန်ထိ2တန်နေရှိပါမနိုင်ခဲ့တစ်ဖြည်းဖြည်းသူကပို့ပြီးခွန်အားကြီးလာခဲ့နံပါတ်1မေမတော်အောင်လည်းတိုးနိုင်ခဲ့ပြီးတယောက်ချင်းတိုက်ပွဲတွေလည်းနိုင်တဲ့အတွက်တစ်ဖြည်းဖြည်းနဲ့ယုံကြည်မှုရပိုတိုးလာခဲ့ဒီလိုပြောနိုင်တာသူ့ရဲ့ကြွတာကြောင့်သူကအားကစားပွဲမှာရှင်မြန်တက်ခတ်မှုတော်နိုင်တဲ့အတွက်ဟီရိုအပစီကိုလာပြီးဟီရိုလောက်ခင်မဲ့လေ့ကျင့်မှုတော့မရခဲ့အမြင့်နိုင်ပွဲရခဲ့ပြီးတော့အစကလာဟီရိုအဖြစ်စဉ်းသွင်းရတို့တော့တရားရောပြရှင်နေမဲ့သူရှာနေခဲ့တကယ်ပဲရှာနေခဲ့ရလားလို့စက်ကြောင်ရှင်းပြနေသူကမင်းကိုထုံနေကာရုနဲ့တက်ဆိုင်ရဲ့ပဒေစီကိုပြန်ရောက်လာတော့ကာရုကအဆက်မပြတ်တက်ခတ်နေရတယ်တက်ဆိုင်တော့အပြည့်အဝကာဝန်နေနေတယ်ကာရုလည်းရှစ်ပဒေကလောက်ခဲ့အရှင်နဲ့ပတ်ပြီးတက်ဆိုင်ဆိုပြီးတော့တက်ဆိုင်လည်းမကန်တော့အတွက်ပြန်တက်ခတ်လိုက်တယ်ကာရုရဲ့အဆက်မပြတ်တက်ခတ်မှုကြောင့်အတော့မဖြစ်နေတက်ဆိုင်ရဲ့ကာရုလည်းတက်ရုံမှာကာဝန်ဒီကောင်တမပြင်းတမလာငါတရားကတော့တက်ခတ်မှုနိုင်မဲ့သူမျောနေမဲ့ဒီခံစားချက်ဘာကြီးတက်ခတ်မှုရတော့အနာတရားမရအောင်လွတ်ပြော်ရဲချာနေရတယ်လို့ကာရတက်ခတ်မှုကာရနဲ့တွေးနေစက်ကြောင်ရှင်းပြရတယ်သူကအကြောက်တရားအရင်ကဖဲထုတ်ခဲ့တာပဲဒါပေမဲ့အခုတော့သူ့စီမှာတဖြည်းဖြည်းကြီးထွားတယ်လို့ကာရတက်ခတ်မှုချွေးစော်ပြန်နေတက်ဆိုင်အောင်ပြောနေတက်ဆိုင်ရဲ့အမြင်မှာကာရကကြီးမအကြောက်တရားတစ်ခုဖြစ်လာရင်ကာရအော်ကထိုးချတယ်မှာကာရတရားကတော့တက်ဆိုင်မြေပြင်ထဲမှာတက်ခတ်ချတယ်ကာရလည်းနှစ်ဆက်ခုတက်ချင်းဆိုပြီးတော့ဖုံးမလုံးတက်ဆိုင်ရဲ့မျက်နှာကိုတွေးအရင်ကတော့အနံ့ချင်းခဲ့သူနဲ့အတူပါလာခဲရုံအနံ့ချင်းခဲ့တော့မြောင်းနဲ့ပြုံးနေတက်ဆိုင်နဲ့ပြန်ထားတာတက်ဆိုင်ရဲ့ကြောက်နေပုံချင်းကာရောသူကြောက်နေပုံငါအရန်တော့အနံ့ချင်းမိတော့မြေတူငါပုံတပြင်းနဲ့စိုးသနာပဲလို့အတိအကျဝင်နေကာရောကိုတခုခွဖေးရရပဲမြေကြီးမှမောက်ကြတော့ပြတက်ဆိုင်တော့ဘာဖြစ်သွားလဲလို့မင်းမလုံးနေဒါစုမဲ့ကြီးအကာကွယ်သူ့ကိုဖုံးပြလိုက်ပြီးတော့အပေါ်ကနေကြမ်းမြာပြူချလာတဲ့အတွက်ကာရောဒီနေရာမလုံးကျတော့မင်းပေါ်အကုန်ကြီးပြကြနေပဲလို့တက်ဆိုင်အသိပြတယ်ကာရောလုံမြမယ်တက်ဆိုင်အပေးဖို့ပြောနေတက်စုမိကအကာအကွယ်ပေါ်တက်နေတဲ့တက်ဆိုင်တော့ကာရိုကြီးသူဘာပဲတာလဲလို့စိတ်ကြိုင်ချက်ပြလို့အဆုံးသတ်ထားတာ